လည်းလူပဲတဲ့မင်းကလည်းဖောပဲတဲ့သူတို့မရသူတို့ရုပ်ဝယ်လေးတဲ့သွားကြတယ်ဒါကနကန်ကြီးပြရင်အကားဝယ်ပြီးတော့ဒါမှမင်းနဲ့မရှိဘူးပြောကြတယ်ဒါမင်းနဲ့ကမှလည်းဒီကလေးကကောက်ရတယ်ဆိုတာအမှန်ပဲကလေးတိုင်းသားထဲမှာအမှတ်ကလေးများပါသလားကျုပ်သားကိုဘယ်တော့မှသူများမပေးဘူးဝယ်လို့လည်းမရဘူးမလေးကြီးတော့ဒါမှဖေဖေမြောက်လာမှရှိတာလားသားလည်းစကားများလိုက်တာကွာတားဒီမှာနေရမှာလိုက်တာရဲ့ဖေဖေတို့ဒီမှာမလို့လားဟဲ့တာတော့မင်းဒီမှာမင်းတို့ကျူစနေရမ်းနေတယ်ငါမင်းတို့ကဘယ်ချိုတဲ့ကျူလို့လဲမချိုတဲ့ဘူးဒါလည်းလူမရဘူးဒီကလေးစကားများလိုက်တာမင်းတို့ဒီမှာမထားတယ်လို့ကမင်းတို့လွတ်နေရမလားတာရောဘာကြောင့်ဘာကြောင့်ဘာမင်းဒီမှာမနေနဲ့ဘာမခင်မမီးကဝင်းနေဆိုပြီးတော့အထင်ကျွေးလို့ပါမမရဲ့ဘာဝင်းနေမှာမဟုတ်ဘူးပြညွတ်တာစိတ်ကနာရှိလို့ကျွေးတာလည်းမဟုတ်ဘူးငါတို့ကိုလေတရောင်းစားလို့နေကြသူတမင်ပေးတာမဟုတ်ပါဘူးမမရဲ့အဖေပြရဲရတဲ့ဘာဖြစ်လဲသမီးဟမ်ဘာဖြစ်လဲပြမမဝိုင်းစားမဆိုတော့တမင်သွားကျွေးတာအာတမျိုးစိတ်ဆိုတော့တမင်မကိုင်းနဲ့ပတ်လိုက်တယ်အမေသမီးလေဦးစောချန်ထဲမှာအမိုက်သွားကြုံနေတဲ့အဲ့ထိပြပြုတ်တယ်ရပေါက်တော့ပဲစားနေပေါ့ကဲငါကျွေးတယ်မဝလို့နင်ကဒီပိုက်ဆံသွားရှာတာဟမ်မဟုတ်ပါဘူးမဟုတ်ပါဘူးသမီးချက်ပါပဲဘာဖြစ်လို့အမိုက်ကျုံတာလဲသိရိတ်ဆန်ဒီကျွယ်လေးနဲ့ပတ်ဆံကင်တော့တော်တော်ရတာတွေ့နေဟုတ်လားအမေပတ်ဆံမရှိမှန်းသိလို့သမီးအမိုက်သွားကြုံခဲ့တာပါအမေမနေ့ကျရင်အဖေကခရီးသွားတော့မှာတဲ့အဖေကဘယ်ကိုသွားမှာမို့လို့ကြောက်သွားတူးမှာတဲ့ဟာဒါဆိုအဖေတထေး